အားလုံးမင်္ဂလာပါကျွန်တော်ကတော့အမှန်ကိုအမှန်တိုင်းအမှားကိုအမှားတိုင်းကျွန်တော်ပြောတတ်တယ်နော်အဲ့ဒါကိုတော့ဒီထဲမှာကျွန်တော်လိုက်ကိုကြည့်ရှုနေတဲ့ညီကိုမောင်နှမများအကိုအမများညီတို့ညီမများညီလေးတွေညီမလေးတွေများသားတို့သမီးတို့များ follower လေးအပ်သွားလို့လည်းရတယ် like and share လေးပေးသွားလို့လည်းရတယ် comment ထဲမှာလည်းရေးသွားလို့ရတယ်ပေါ့နော်ဘယ်အကြောင်းဘယ်အရာကိုပြောမလဲဆိုတော့ရင်ထွေးရမမှန်စကားမမှန်တာဖြစ်စေမှားတာဖြစ်စေတဲ့ပဲပြောတတ်တယ်အခုကျွန်တော်ပြောရမှာတော့နေဖုံးလက်အကြောင်းပေါ့ဟော UNG ဝင်ကြီးဌာနနေဖုံးလက်မင်းက UNG ဝင်ကြီးဌာနမှာအလုပ်လုပ်နေတဲ့အတွက်မင်းကိုတော့ကိုနေဖုံးလက်လို့မခေါ်ဘူးနော်နေဖုံးလက်လို့ပဲခေါ်မယ်မင်းတို့ရအခုဘာတွေမီးမွေးနေတာလဲဟမ်UNG ဝင်ကြီးဌာနမှာအလုပ်လုပ်နေတဲ့နေဖုံးလက်ကမင်းအောက်ကဟလားဘယ်လိုပြောမလဲဆိုတော့သကိုင်းတိုင်းတပရင်ဘက်ကခလေးတွေကိုထိမ့်လေးနဲ့ပကပတွေတို့ဘလာဖတွေတို့ထိမ့်နဲ့အလုပ်လုပ်ခိုင်းသွားပါလားမင်းပြောလိုက်ရင်မသိဘူးမရှိဘူးနားမလဲဘူးပဲပြောတယ်နော်အရင်တစ်ခေါက်ကလည်း2024မှာဘုံနဂါတို့စခန်းကိုမင်းတို့ဝင်တိုက်တယ်နော်ဒါကိုချင်းတွေအဲ့လိုတိုက်เสียလားပကပတို့ဘလာဖတို့ကအဓိကအထက်ကလမ်းညွှန်မှုတွေသွားနေတယ်မင်းတို့ကအယံဦးမအယံမအရာဦးမအဲ့လိုလုပ်နေတာတော့အစင်မချောဘူးကွာUNG ဌာန UNG ဝင်ကြီးဌာနနေဖုံးလက်ကိုရင်ထွေးစကားပြောတာနော်ဒီစကားညီလေးနဂါကိုတရင်သူ line မတင်ပြီးတော့မပြောရတခုပဲရှိတော့တယ်ညီလေးနဂါပြောဆိုနေတာရှင်းနေပဲကျွန်တော်တို့အဖွဲ့ကိုတဲ့နော်အကုန်ဝိုင်းထားတယ်တဲ့နော်ဘုံမျက်လုံးတို့အဖွဲ့ကိုအကုန်ဝိုင်းထားတယ်တဲ့ကျွန်တော်ခလေးတွေကိုကျွန်တော်ထိမ့်ထားပါတယ်တဲ့ကြည်မကြဘူးပေါ့နော်ဟိုဘက်ကတော့ပြစ်ချင်တော့ကျွန်တော်တို့တော့ပြန်ခုခံရမှာပါပဲတဲ့ဒါပေမဲ့ကျွန်တော်တို့ကကြည်မကြမချင်းရတော့ကျွန်တော်တို့ပြန်မခုခံပါဘူးတဲ့နေဖုံးလဲမင်းဘယ်လိုတောင်းဝင်မလဲဘယ်လိုတောင်းဝင်ခံမလဲမင်းမွေးတဲ့ကိစ္စမင်းမွေးတဲ့မိတို့ကဘုံရန်သူတိုက်ပါမယ်လို့ဆိုနေမှဘုံရန်သူအတွက်တို့ထိုင်းတနိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုတွေကဘုံရန်သူစစ်ကောင်စီကိုတိုက်ရမှာနေဖုံးလက်မင်းလောက်ခဲ့တဲ့ကိစ္စမင်းရှုပ်ခဲ့တဲ့ကိစ္စဟာဒီမင်း line ပေါ်တက်ရှင် people ပေါ်တက်ရှင်နော်မင်းကိုပွင့်လင်းပြောမယ်ရောက်နေဖုံးလက်မင်းလူဆိုရင်လူတို့အတိတ်အာနာတစ်ချက်နေဖုံးလက်ကိုစကားပြောနေတာနေဖုံးလက်ဒါသိပါသေးနော်နေဖုံးလက်UNG ဝင်ကြီးဌာနနေဖုံးလက်ငါတို့ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတာဟဲ့လားကျန်တဲ့နိုင်ငံတွေမှာအလုပ်လုပ်နေတာနော်ကိုယ်ွယ်သည့်ဘာသာသီးအတွက်ငါတို့ဒုက္ခရောက်ခံအစင်းရက်ခံနင်းနာခံပြီးလုပ်နေတာအင်ကြီးလာလေးဝေးလို့အထင်မကြီးနဲ့နော်နေဖုံးလက်မင်းတို့ကဘလို့ပြောရတော့မလဲတော့ငါမသိတော့ဘူးကွာတို့အလုပ်လုပ်ရမှာလေညီလေးလက်ကားတော့အခုဘလို့ပြောမလဲဆိုတော့စကိုင်းတိုင်းမှာရှိတဲ့အဖွဲ့တွေပါကွာအကုန်လုံးကစစ်ကောင်စီကိုအပြုတ်နှံမှာဘာလဲမင်းကနေဖုံးလက်UNG ဝင်ကြီးဌာနမှာနေရာရသွားလို့ဖင်ကောင်းများကျဲသွားသလားအချင်းချင်းကိုပြန်လှုပ်ခိုင်းနေဆိုတော့မင်းကလူထမင်းစားလားလူအသိသိတာလားအဲ့ဒါလေးကိုမင်းရှင်းသွားUNG ဝင်ကြီးဌာနကိုပြောဆိုနေတာတော့UNG ဝင်ကြီးဌာနနေဖုံးလက်ကိုပြောဆိုနေတာနော်2024တုန်းကလည်းမင်းတို့ဝင်တိုင်ဝင်ကျုံခဲ့ပြီတော်သေးတာပေါ့ဟိုကရှောင်လို့ဟိုကမရှောင်ရင်ထိခိုက်မှုတွေကဖြစ်ကုန်မယ်ကြားထဲမှာပြည်သူကတော့ဒုက္ခမရောက်ဘူးထားအခုစကိုင်းတိုင်းလုံးမှာရှိတဲ့ပကဖတို့ဟွာတို့ကလည်းပြည်သူပဲညီလေးလက်ကားအဖွဲ့မှာရှိတာလည်းပြည်သူပဲစကိုင်းတိုင်းချင်းမတက်ကြဘူးဆိုတော့ဘာတွေဖြစ်နေတာလဲဒီအချိန်မှာလေအဖြေရှင်းရမှာလေတယောက်ညှိနိုင်အလုပ်လုပ်ရမှာတနေရာနဲ့တနေရာဝိုင်းရမှာမဟုတ်ဘူးနေဖုံးလိုက်ရအဲ့ဒါမင်းဖြေရှင်းသွားဖြေမရှင်းမချင်းUNG ဝင်ကြီးဌာနကိုရင်ထွေးစကားပြောနေမယ်အမြဲတမ်းအစာအုံးငါတို့2021ကပေါ့နော်2022မှာငါတို့မင်းတို့UNG ဝင်ကြီးဌာနကိုဝင်ပြီးတော့အလုပ်လုပ်ပေးမယ်လို့ငါတို့ပရိဟိတအဖွဲ့တွေကတို့စီးယုံရတယ်စီးလုံးရှိကြတယ်စီးလုံးလုပ်ပေးမယ်UNG ဌာနလည်းလုပ်မယ်တို့ရတဲ့ဟာကိုလည်းတို့မြေပြင်ပို့ချမယ်မင်းတို့ဘက်ကလည်းပို့မယ်သူတို့ဘက်ကလည်းပို့မယ်အကုန်လုံးထိုင်းနိုင်ငံထဲမှာရှိတဲ့ထောက်ပို့တွေအကုန်လုံးညီခဲ့တယ်ဒါနဲ့မင်းတို့UNG ဝင်ကြီးဌာနဘာလုံးမှမလုပ်တဲ့အတွက်မညီခဲ့ဘူး
ဘာအလုံးမှမလုပ်ဘူးလဲဆိုမြေပြင်မှာလှုပ်တော့ပြောတာမဟုတ်ဘူးနော်ထိုင်းနိုင်ငံမှာပြည်သူလူထုတွေအများကြီးရှိတာထောင်နဲ့တောင်းနဲ့သိန်းနဲ့အတန်းနဲ့ရှိနေတာထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့လာရောက်ဆက်သွယ်မယ်ဟိုနဲ့ဆက်သွယ်မယ်ဒီနဲ့ဆက်သွယ်မယ်အဖြေလေးတွေလျှော့ခိုင်းမယ်ဒီနိုင်ငံဝဲအဲ့လိုမင်းတို့မှရှိတာနေဖုံးလားတစ်ချက်မင်းမယ်ငါတို့မလုပ်ချင်တဲ့စာအုပ်တွေလုပ်ရတယ်ငါတို့မကင်ချင်တဲ့ဟာတွေငါတို့လုပ်ခိုင်းတယ်အခွန်ဆောင်ခိုင်းတယ်အဲ့ဒါကိုမင်းသိလားနေဖုံးလားတစ်ချက်လောက်လေးမပြောကြည့်ထိုင်းနိုင်ငံဝန်ကြီးဌာနနဲ့ပေါင်းစည်းပြီးတော့အဖြေလျှော့တင်တာလေးတွေကိုကပြောဆိုပြီးတော့အဖွဲ့အစည်းလာပြီးတော့ပြောဆိုရမယ်မင်းတို့မှလုပ်ပေးချက်မရှိဘူးဒါကြောင့်မို့တို့ထိုင်းနိုင်ငံထောက်ဖို့တွေကကိုအားကိုပြီးတော့မြေပြင်ပို့နေတာမဟုတ်ရင်လေမြေပြင်တဝက်မင်းတို့တဝက်ရအန်ယူဂျီတဝက်ရအန်ယူဂျီလည်းအလုံးမလုပ်ဘူးမဟုတ်ဘူးလုံနေတယ်ပေါ့ကျွန်တော်မြင်နေတယ်တွေ့နေတယ်သိနေတယ်မပြောတာဘယ်နေရာတွေပို့ချတယ်ဘယ်နေရာတွေပို့ချတယ်ကျွန်တော်သိနေတယ်မပြောဘူးဘာလဲဆိုအစုပ်ငါတို့ယာယီဆိုရကောင်းတယ်လို့ငါတို့ထင်ထားတာအခုကနေဖုံးလက်ကစောက်လုံးမကြလို့နေဖုံးလက်ကိုတဲ့ပြောတာအန်ယူဂျီဝင်းကြီးဌာနနေဖုံးလက်အောက်မှာဘာဖြစ်နေသွားမင်းသိလားဟိုဥယျာဉ်မှာလားကာကွယ်ဦးစီးချုပ်ဥယျာဉ်မှာအောက်မှာဘယ်လိုဖြစ်နေသွားသိလားခင်ဗျားတို့စိတ်ကြည့်ပြီလားဟမ်ခင်ဗျားတို့ပကဖားတွေဘာလာဖားတွေကလုံနေတယ်တချို့ဆိုအဲ့မှာရှိတဲ့အဖွဲ့အစည်းတွေတိုင်ရင်မှုတွေကငကားညီလေးငကားနဲ့အလုံးလုံးမယ်ဆိုရင်မလုံးချင်ပါဘူးပြောတော့မှမင်းတို့ကဘာဖြစ်တယ်ညာဖြစ်တယ်ပြောတာအဲ့ဒါကမင်းတို့သိလားတိုင်းနယ်ရှိတယ်ဟိုမှာပြည်နယ်ရှိတယ်တိုင်းရှိတယ်နော်မင်းတို့တွေလှုပ်တာနေဖုံးနဲ့အစင်မချုံဘူးနော်အန်ယူဂျီတစ်ခုလုံးကိုပြောတာမဟုတ်နေဖုံးနဲ့တယောက်တည်းကိုပြောတာဒီတကားနေဖုံးနဲ့မင်းဖြစ်ရှင်းမှာအိမ်ကျချင်းအိုးမဲတော့ပြီးမခုတ်ခိုင်းနဲ့နော်အိမ်ကျချင်းအိုးမဲတော့ပြီးခုတ်တယ်ဆိုတာအစင်မချောဘူးငါအမှန်တိုင်းပဲပြောတာအခုအချိန်မှာဘုံရန်သူစစ်ကောင်စီကိုတိုက်ရမှာအချင်းချင်းခုတ်ရမှာမဟုတ်ဘူးမင်းတို့တွေကငါတို့တွေနဲ့ဆိုင်ပညာတတ်တယ်သူများနိုင်ငံတွေတော့ရောက်သွားတယ်ငါတို့တွေမှာဒီမှာ2021ထဲကနေ2026ထိငါတို့သူများနိုင်ငံမှာမနေဘူးထိုင်းနိုင်ငံမှာပဲငါတို့ကြုံခံနေတယ်ရသလောက်ချွေးနေသွေးနေငါတို့ယုံမချပေးနေတယ်နော်မြေပြင်ကခလေးတွေအတွက်မြေပြင်ကဘယ်နေရာအသီးသီးတို့ချပေးနေတယ်နေဖုံးနဲ့မင်းကယူဆိုင်ပါမြေပြင်ကခလေးတွေပို့လာတာမင်းတို့အဘော်ဒီတို့အန်ယူဂျီတို့နဲ့ပတ်သက်တဲ့ခလေးတွေပို့လာတာဂုံပြုတ်မှတ်တမ်းတော်တွေထပ်ထားမင်းတရက်ကြော်တယ်နေဖုံးလားမင်းတယောက်တည်းအဲ့ငါတို့လိုအလုံးလို့ဘူးလားနေဖုံးလားဒါနေဖုံးလက်ကိုပြောတာနော်အန်ယူဂျီဝင်ကြီးဌာနနေဖုံးလက်ကိုပြောတာအန်ယူဂျီဝင်ကြီးဌာနလူကြီးမင်းများလည်းသိပါခင်ဗျားတို့ကကျွန်တော်တို့တွေကိုအောက်ကအဖွဲ့အစည်းတွေကိုထိန်းရမှာအန်ယူဂျီဝင်ကြီးဌာနကျွန်တော်တို့လည်းမထိန်းဘူးခင်ဗျားတို့လည်းမထိန်းဘူးကျွန်တော်တို့ကခင်ဗျားတို့ပြန်ထိန်းနေရလို့ဖြစ်နေကိုကဟမ်စပနာဘယ်အချိန်ထိနေရမှာလဲရောက်နေဖုံးလက်ငါတို့ကဗျာမင်းတို့ယာယီအစိုးရအန်ယူဂျီကဝင်ကြီးတွေအကုန်လုံးကိုပြောတာငါတို့ထိုင်းနိုင်ငံမှာရှိတဲ့ထောက်ဖို့အသီးသီးကိုမင်းတို့လှည့်ကြည့်ခဲ့ဘူးသလားဟမ်မင်းတို့အဲ့လိုပဲဟိုလုံးဒီလုံးလုံနေတာပဲရှိတယ်နော်ငါတို့ထိုင်းနိုင်ငံမှာရှိတဲ့ထောက်ဖို့တွေကိုစီးလုံးရမယ်ညီညွတ်ရမယ်ဆိုတော့ရှိလားမရှိခဲ့ဘူးနောက်တကစကိုင်းတိုင်းမှာကြည့်ဒါကတော့နေဖုံးလက်မီးမွေးတာပထမဦးဆုံးတော့ပါဆယ်လိုမီးမွေးတာအခုကနေဖုံးလက်မီးမွေးတာမင်းတို့တွေကလေယာယီအစိုးရပဲရှိသေးတယ်နော်အခုအချိန်မှာပြည်သူ့အာဏာပြည်သူ့လက်ထဲမှာပြန်ရသွားရင်မင်းတို့အစိုးရလုပ်ပုံနဲ့ငါတို့ GZPDF တွေငါတို့စစ်ပေးရှောင်တွေကောင်းကောင်းဒုက္ခရောက်မယ်အဲ့ဒါကိုမင်းမြင်လာရောက်နေဖုံးလားပြောတာမကျင်တတ်ဘူးဆိုရင်မင်းကြိုက်သလိုပြောလို့ရတယ်ရောက်ငါပေနဲ့ငါပြောတာမင်းတို့ပေနဲ့ပြောတာမဟုတ်ဘူးပြည်သူလူထုပေနဲ့ငါမပြောဘူးရင်ထွေးရအဲ့ဒါအန်ယူဂျီအစိုးရဌာနသိပါစေလို့ဒီလိုပြောနေတယ်အဲ့ဒီစကိုင်းတိုင်းမှာဖြစ်တဲ့ကိစ္စလေးတို့ဖြည့်ရှင်းမှာညှိနှိုင်းမှာဆွေးနွေးပါမဟုတ်ရင်အန်ယူဂျီကိုကျွန်တော်လုံးဝလက်မခံတော့ဘူးကျွန်တော်တို့လည်းမဟုတ်တော့ထိုင်းတိုင်းနိုင်ငံလုံးကလူထုလက်မခံဘူးဆိုတော့သိထားဖို့ဒါတော့ပဲ